နောက်ကလိုင်းရီကူကိုသွားရင်လေမနဲ့စောစောလေးထပြီးသွားပေါ့နော်မနဲ့စောစောလေးထသွားရင်လူလဲရှင်းတယ်အေးစစ်စစ်လဲဓပုံပဲရိုက်မလားဗီဒီယိုပဲရိုက်မလားအေးစစ်စစ်ရိုက်လို့ရတယ်အခုဒီဟာကသွားတဲ့လမ်းလေးပါလမ်းလေးမှာဘယ်မှာရောညာမှာရောစပားကင်းနေစိမ့်ဆိုပြီးတော့အရန်လာပါတယ်တောင်ကြီးပုံမှာလဲပေါက်နေတဲ့အပင်တွေကလည်းအရန်လာတယ်ဒီသွားတဲ့လမ်းလေးမှာကိုကလီကောင်းလီတန်းအရပြီးတော့မှအေးချမ်းနေတယ်ဒီတဘာဝအတန်လေးတွေလည်းအကုန်လုံးကြားနေရတယ်အခုဒီနောက်ကလိုင်းရီကိုရောက်ပြီဆိုတာနဲ့ပဲနှစ်ယောက်လုံးအရန်ပျော်သွားတာကပုံတော့ကပန်းနေရောအပင်လေးရောအရန်ချစ်တတ်တယ်ပေါ့နော်ဆိုတော့ဒီကြောက်ဆောင်ကြီးမှာကပ်ပေါက်နေတဲ့ဒီအပင်တွေပေါ့နော်ဒီကြောက်ကပ်ပင်တွေပြီးတော့ပန်းပင်တွေနွယ်ပင်တွေအကုန်လုံးကလေအရန်လာပြီးတကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်သူ့ရဲ့ရေရောင်ကလည်းလေအရင်တော့စိတ်ထဲမှာလေအဖက်ကြောင့်ထင်ပေမဲ့တကယ်အပြင်မှာကသူ့ရဲ့ရေရောင်လေးကလေပြလဲပြီးတော့ကြည်ပြီးတော့မှလေရေလေးတွေကလေအေးစိမ်ပြီးတော့အရန်လာပါတယ်တကယ်ကိုတဘာဝရဲ့အလှတရားစစ်ကိုတကယ်ကိုမြင်ခဲ့ရတဲ့နေရာလေးပါဒီတစ်ခေါက်တော့ဒီနောက်ကလိုင်းရီကူအတွက်ကိုပုံက fashion အနေနဲ့အဖြူရောင်ဝမ်းဆက်ကလေးဝတ်သွားပါတယ်အုတ်ထုပ်ကလေးကလည်းအဖြူရောင်လေးပါနှစ်ခုလုံးကကိုရိုင်းချုပ်ပြီးဖန်တီးထားတာပါအောက်ကစကက်ကလေးကကဝဲလေးလိုချင်လို့ခိုက်ရီအများကြီးသုံးထားရတယ်ဒါပေမဲ့ပုံကချီပါသားလေးဖြစ်တော့စကက်ကလေးလည်းမလေးဘူးပေါ့နော်ပြီးွားရင်ခဏနေရေဆူသွားရင်လေဟိုတယ်ရောက်ရင်ပြန်ပြီးတော့အချောက်လန်းရတာအရန်လွယ်တယ်ပေါ့နော်ဆိုတော့ဒီတစ်ခေါက်ကတော့ပုံဝတ်ချင်တဲ့အဖြူဝမ်းဆက်လေးနဲ့ဝတ်သွားတာပါအထဲကတော့ပုံကကာလာတောက်လေးဝတ်ထားတာဖြစ်ပါတယ်ဒီဟာလေးကတော့ကြောက်ကပ်ပန်းလေးတွေကကိုကကျင်းနဲ့ကြိုက်တော့ချိန်လုံးကင်မရာနဲ့ဒီကြောက်ကပ်ပန်းတွေကတော့တေချာကိုအသေးစိတ်ရိုက်ခဲ့တယ်ဒါပေမဲ့လေအပြင်မှာကြည့်ရင်ပိုလာရသည်လားဒီမှာသွားလဲတဲ့ခါကျရင်လေရေတစ်ခုတည်းမဟုတ်ဘဲနဲ့ဒီပေါ်ကဒီပုံကြိုက်တဲ့ဒီကြောက်ကပ်ပန်းတွေအကုန်လုံးအဲ့ဒါကြီးလဲကြည့်ခဲ့ပါပြီးတော့ဒီနေရာလေးကဟိုဘက်ရေကန်နဲ့ဒီဘက်ရေကန်ကြားမှာရှိတဲ့ရှောက်လန်းလေးပေါ့နော်ဒီနေရာလေးမှာဓာတ်ပုံရိုက်လို့လဲလှတယ်အဲ့လိုဗီဒီယိုရိုက်လို့လဲလှတယ်ပေါ့နော်ဆိုတော့ကိုကအပင်ပန်းခံပြီးတော့ဂိုက်ရည်တွေအများကြီးချုပ်ထားတဲ့စကတ်ကိုတော့တက်အောင်လို့တော့လှပလေးဝဲနေတဲ့ဒီဇိုင်းလေးတွေအများကြီးကိုရိုက်ခဲ့ပါတယ်ဗီဒီယိုလည်းရိုက်ခဲ့တယ်ဓာတ်ပုံလည်းရိုက်ခဲ့ပါတယ်ပြီးသွားရင်တော့ရေတော့မကူးတတ်ဘူးဒါပေမဲ့ဟိုဘက်ရေကန်ထဲကိုတစ်ချက်နည်းနည်းဆင်းပြီးတော့သွားဆက်စုကြည့်ဦးမယ်အဲ့ဘက်ထဲမှာဘယ်သူမှလည်းလူမရှိဘူးလူရှင်းနေတာဆိုတော့လေဒီထဲကိုဝင်ကြည့်ကြမယ်လိုက်ခဲ့ကြနော်အခုလေပုံကဒီအထဲကကူထဲကိုဝင်ကြည့်တာပေါ့နော်စဝင်တဲ့နေရာတော့တိတ်မနှက်ဘူးတိလားပေါင်ရင်းလောက်ပဲရှိတယ်ဒါပေမဲ့လေအခုမြင်ရတဲ့အဲ့ဘောင်လေးပေါ့နော်ဘောင်လေးကြော်ဝါနဲ့ဟိုဘက်ကလေကြတော့လေလူတရက်လောက်နှက်သွားပြီဒါဟိုတလောကခစ်စားနေတဲ့အဖေကဲပါအောင်ကူပါအောင်ဆိုတာဟိုဘက်ကကန်တော့နှက်တယ်ပုံလေရေမကူးတတ်ဘူးအမှန်တော့ဆင်းကျင်တာဒီလားအရန်လာတဲ့အဲ့ဘက်ကန်ကလေပုံလေရေသာမကြောက်တာပုံလေရေလုံးဝမကူတတ်ဘူးအားကြောင့်ပုံကဟိုဘက်ကန်တော့မစင်းကြည့်လိုက်ဘူးသူကဒီလိုစောင်းရသည်တို့ဘာလို့ရေကျသွားရင်ဟိုးအထဲမှာမြင်ရတဲ့ဂူထဲတွေထိဝင်လို့ရတယ်အဲ့ဒီဂူထဲမှာလည်းအရန်လာတဲ့ရေပြာကန်ရှိရလို့ပြောတယ်အဲ့ဒါတော့စောင်းတွင်းတို့ဘာလို့သွားကြည့်မှာပဲသိရမှာပေါ့နော်အခုတော့ဒီနားမှာရှိတဲ့ဒီတဘာဝကြောက်လိုင်တိုင်လေးပေါ့လိုင်ကူနားမှာရှိရဲ့အဲ့ကြောက်တိုင်လေးနားပေါ့နော်ကြောက်ဆွဲလေးနားမှာပဲဓာတ်ပုံလေးရိုက်ခဲ့တယ်ဒါကတော့ဒီဘက်မှာရှိတဲ့ကန်ပေါ့နော်ဒါလူတွေရေမကူဘူးရေကူးတာလူတွေဟိုဘက်မှာပြာလဲနေတဲ့ကန်မှာပဲကူးကြတာဒါဒီဘက်ကကန်လေးကလည်းကြည်ပြီးတော့သူ့ရဲ့သဘာဝအလှလေးကလည်းတစ်မျိုးလှတာပဲကန်ထဲမှာလေငါးလေးတွေအများကြီးပဲအဲ့ငါးလေးတွေကလေဒီပုတ်ခေါင်လေးနဲ့ဆင်းသွားတော့လေအဲ့ဒီပုတ်ခေါင်ဝနာမှာသူတို့အကုန်လုံးကလေသူတို့အစာလာကျွေးတယ်လို့ပဲထင်လို့လားဘယ်လိုလဲမသိပုတ်ကောင်ဝနာမှာအများကြီးပဲငါးလေးတွေလာပြီးတော့ဝိုင်းပြီးတော့လေလာဆော့ကြလေသဘောကျတော့ဗီဒီယိုလေးရောဓာတ်ပုံလေးရောအဲ့နာမှာရိုက်ခဲ့တယ်ငါးလေးတွေကအရန်ရင်နေတယ်ပြီးွားရင်ပုံဟိုဘက်ကိုလမ်းနေလျှောက်သွားတော့လေပုတ်ကောင်ဝနာမှာအကောင်ကြီးအကုန်လုံးလိုက်လာကြတယ်လားဒါပေမဲ့အဲ့တုန်းကတော့ဗီဒီယိုလေးမရိုက်လိုက်ဘူးပေါ့နော်ဒါလေးကတော့ဒီပုံ
ဒီအောက်လေးမှာဆင်းပြီးဓာတ်ပုံရိုက်တဲ့အချိန်မှာပဲငါးလေးတွေကပုံနာလေးကိုလာခဲ့တာပေါ့နော်ရေကဘလောက်ကြည်လဲဆိုတော့ကြည့်အောင်ကူးနေတဲ့ငါးလေးတွေအကုန်လုံးမြင်နေရတယ်ဒီထက်ကငါးတွေကဖမ်းခွင့်မရှိဘူးပေါ့နော်ဒါတဘာဝအတိုင်းပဲထားတဲ့ငါးလေးတွေပါအစာတွေပါကျွေးလဲကန်နောက်သွားမှာဆိုတော့အစာလဲကျွေးလို့မရပါဘူးအရန်လှတဲ့ရေကူလေးကိုရောက်ခဲ့ပါတယ်ရေလိုင်ကူလေးကိုရောက်ခဲ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်